မင်္ဂလာပါအခုကျွန်တော်ကတော့ BNN နိုင်ငံဟိုချင်းမြို့ပါရှိတဲ့ iSpace Cyber Security College ကိုရောက်နေပါတယ်အခုဒီမှာတက်နေတဲ့မြန်မာကျောင်းသားတွေကို interlive ပြီးမှဖြစ်ပါတယ် Let's goကျွန်တော်နာမည်ကဆိုင်းကျန်တော့ပါအခုဒီဗီယက်နမ်မှာ information technology မိကြတက်နေရပါတော့တနင်္ပြည့်ပါဟုတ်တယ် ကျွန်တော်နာမည်အောင်လွင်ဦးပါကျွန်တော်ကလက်ရှိမှာတော့ဒီ iSpace ကျောင်းမှာပေါ့နော် software development program တက်နေပါတယ်program ကတော့သူကဒီ 2 year program ပေါ့နှစ်ပေါ့လက်ရှိမှာတော့ကျွန်တော်ကဒီ second year တက်ရောက်နေဖြစ်ပါတယ်ကျွန်တော်မင်းခိုင်ပါပါဒီ iSpace မှာ regular program တက်နေတာเนาะအခုတက်နေတာနှစ်ဝက်ကျော်ပြီပေါ့နော်ဟုတ်ကဲ့ကျွန်တော်က counseling ပါပေါ့နော်ကျွန်တော်ကအခုလက်ရှိ iSpace မှာကcyber security ဘာရနေjoin လာပါပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီဘက်မှာဒီ IT နဲ့ပတ်သက်ပြီးတော့လည်းတင်တယ်ပေါ့နော် software major မျိုးစုံလည်းရှိတယ် information technology လည်းရှိတယ် software engineer လည်းရှိတယ်ပြီးတော့ဒီကလည်းကျောင်းဘက်ကလည်းကျွန်တော်တို့ပြောပြတယ်ဒါတက်ပြီးလို့ရှိရင်ဘာဆက်သွားလို့ရတယ်ဆိုတော့လမ်းကြောင်းတွေဟိုကျွန်တော်အတိရရဲ့အချိန်မှာဒီဗီယက်နမ်မှာကျောင်းတက်ဖို့ဆုံးဖြတ်ချက်ချလိုက်တာဆော့ဆော့ရုပ်ချင်းဆိုလို့ရှိရင်တော့သူတို့ဒီကျွန်တော်ကို pressure welcome ပေါ့နော်သူတို့လုပ်ပေးတယ်လုပ်ပေးတဲ့အချိန်မှာကျွန်တော်ကျောင်းကမိခွန်းတွေပြောတယ်ပြီးရှင်တော့အဲ့ကကျွန်တော်တွေ့လိုက်တဲ့သူတို့ပါလေပြောဆိုတွေပြီးတော့ဆရာတွေပေါ့နော်သူတို့ကျောင်းမှာသူတို့သွားလာလှုပ်ရှားနေတဲ့ပုံတွေကျွန်တော်ကြည့်ပြီးတော့ဒီကျောင်းကအရင်ပါလေsystem ကြာတာပေါ့နော်ပြီးရှင်တော့တင်ကြရေးပိုင်းလေးကောင်းမှာပဲဆိုတော့ကျွန်တော်အဲ့မျိုးမှတ်ချက်ပြုမိတယ်ပေါ့နော်ဘာလို့ရွေးချယ်တယ်ဆိုရင်အမတက်ကတော့ software price ပေါ့နော်ဒီကရရင်များရတယ်နောက်တစ်ခုကကျတော့ကျွန်တော်ကတက်ခဲ့တဲ့ ID college ကနေပြီးတော့ recommend ပေးရအကြောင်းရယ်နောက်ကကျတော့ဒီ college ကကျွန်တော်ဝန်လာပါတဲ့ cyber security ပါရက်ကိုပေါ့နော် specialize လုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီ college ကိုရွေးချယ်တာပါပေါ့နော်ဒီမှာခက်ခဲတွေကတော့အထူးသဖြင့်ဘာသာစကားပေါ့နော် local market တွေသွားရင်တော့ခက်ခဲတော့ဖြစ်အစားတောက်ရလဲကျွန်တော်တို့ပြောမယ်ဆိုရင်တော့မြန်မာနဲ့တအားကြီးမကွာလို့ပြောမယ်ဒီ Asia ဘက်လို့ဖြစ်လို့လာတယ်တော့မသိဘူးဒါပေမဲ့ဒီစားတောက်တွေထဲမှာဆိုတော့ကျွန်တော် far တို့ band တို့ကျွန်တော်ဒီကကြိုက်တယ်လို့ပြောမယ်နော်မြန်မာပါဇက်နဲ့ဆိုရင် green တွေလို့ပြောမှာပေါ့ဗျာဟုတ်ကဲ့iSpace college မှာကျောင်းချိန်ကပတ်တုံးချိန်ပေါ့နော်ဒီချိန်က set registration ဆိုတော့ကျွန်တော်ပထမနေပြီးတော့စာအရင်မတင်ဘူးထင်တာပေါ့တကယ်တော့သူကစာရေး practical တခုပေါင်းတာပေါ့နော်အဲ့လိုမျိုး practical ရောစာအောင်တစ်ခုလုံးကိုအဲ့လိုသင်တဲ့ဖြစ်ပြီးတော့ပညာရေးမှာတော့လည်းအထောက်အကူဖြစ်ပါတာပေါ့နော်တကယ်လို့ပေါ့နော်ဒီ iSpace မှာသိလာခြင်းနဲ့ပညာသင်ခြင်းဆိုရင်တော့အဓိကတော့ကိုယ့်ရဲ့ background ပေါ့နော်ကိုအနောက်မှာဘာလေ့လာခဲ့လဲပြီးတော့မိကြားလည်းအများကြီးရှိတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ education background နဲ့ကိုက်ညီမဲ့ဟာကိုတေချာလေးရွေးစီခြင်းနဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ career pathway ပေါ့နော်ဒီကျောင်းပြီးလို့ရှိရင်ဘာလုပ်မလဲဆိုတဲ့ဟာကိုပါတခါစဉ်းစားပြီးတော့မှဒီကျောင်းကို join ဖို့လည်းကျွန်တော်ပြောချင်တယ်နော်ဒါဆိုရင်ပြည်နယ်မှာမြန်မာကျောင်းသားတယောက်ရဲ့ daily vlog ကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ daily vlog in BNN ကနေအကုန်လုံးကြည့်လိုက်ပါတယ်ကျွန်တော် VN ရောက်တာ2လကျော်ရှိပါပြီ။ဒီနေ့အကြောင်းမရှိပေမဲ့လည်းအကြောင်းမှာ intern ဆင်းရမှုရှိပါတယ်။ intern အချိန်ကတော့1 to 5ထိပဲ။ကျွန်တော်လက်ရှိနေနေ apartment လေးရတော်တော်လေးအဆင်ပြေလို့ပြောရမယ်။အခု apartment ဘေးမှာကုန်စုံဆိုင်ရှိနေတော့တခုဆိုရင်ဝေးလန်တာဝယ်ကြမလို့ပေါ့။အေးဝယ်ပြီးပါဆိုတော့အခုကျွန်တော်အနည်းစားတော့ဆက်မှာဖြစ်ပါတယ်။ကျွန်တော်တို့ college နဲ့ကကျွန်တော်တို့ dormitory နဲ့ကကြတော့တိတ်မဝေးဘူးလို့ပြောရပေမဲ့လည်းအဲဒီကတော့လည်းရှာအောင်ဒါမှတော့ခင်ဒီနေ့စားအတွက်ကျွန်တော်စားနေကြတမင်းကြော်နဲ့ကြက်ကြော်စားဝင်စားခဲ့ပါတယ်ဒီကဟင်းတပွဲလုံးကိုကယ်ရီသွားတာအဲကြက်သားကြော်ပဲပေါ့နော်တော်လေးစားကောင်းတယ်ကျွန်တော် VN မှာကျောင်းတော်တက်ဖို့အတွက်ကျောင်းဘက်ကို form apply လုပ်တာရဲ့ deposit trainer ရဲ့ visa process တွေရဲ့စုစုပေါင်းကျွန်တော်2လ4ပါလောက်အချိန်ယူခဲ့ရတယ်ဒါကျွန်တော်တက်နေတဲ့ Ice College ဖြစ်ပါတယ်ဒီနေ့ကတော့ရတဲ့ဥစ္စာတော်တော်လေးပူတယ်တိတ်တော့မကွာပါဘူးမြန်မာနိုင်ငံကြီးဒါကတော့ Ice College ရဲ့ office ဖြစ်ပါတယ်ဒါကကျွန်တော် intern ဆင်းရတဲ့ office ဖြစ်ပါတယ်အခု office မှာကျွန်တော်မြန်မာနိုင်ငံချင်း2ယောက်နဲ့အတူတူအင်းနဲ့ဆင်းနေကြပါတယ်။နိုင်ထူပါပြီ။အိမ်ပြန်ပါတော့မယ်။ဒါဟာအိမ်ပြန်လည်းမရှောက်ညနေပိုင်းမြင်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ dormitory နဲ့ city manager ပေးရှင်းခဲ့ရလေ။
ပြီးတော့ကျွန်တော်တို့ dormitory အောက်မှာ coffee sign နဲ့ရှိတော့စာရေးပါလောက်တဲ့ခါကျရင်အဲ့မှာ AC ပါလုံးနေရောနောက်ဆုံးတော့ကျွန်တော်အခန်းကျွန်တော်ပြန်ရောက်ပါပြီညသာမစားခင်တတိတမောအိပ်ပါမယ်တတိတမောအိပ်ပြီးတော့ညသာတော့စားပါတော့မယ်ကျွန်တော်တို့အမြဲတမ်းညတိုင်းတောစားနေတဲ့ထမင်းဆိုင်လေးပေါ့အဲ့အဖွားချက်တွေဟင်းနေအကုန်လုံးစားလို့ကောင်းတယ်ဒီနေ့ကကျွန်တော်ဝတ်သားနဲ့မစားလိုက်ပါတယ်ဝတ်သားကိုငပိနဲ့ချက်ထားတာတော်တော်စားလို့ကောင်းတယ်ပြီးတော့ဒီကဆလောက်တွေကညီမပြီးနဲ့တိတ်မကွာဘူးအဖွားကိုတခြားလက်ဆက်ပြီးပြန်ပါပြီကဲပြန်ရောက်တော့စားလို့ပါတယ်စားလို့ပြီးတော့အမေကိုဖုန်းခေါ်ပြီးအလွမ်းတယ်ပါတယ်ပြီးတော့အမေနေကောင်းကောင်းတမ်းမိပါတယ်ပတ်စံမရှိအောင်ပတ်စံကိုဘယ်လိုသုံးလိုက်တာလဲနေရာမှာတွေ့ရတယ်ပတ်စံမဟုတ်ဘူးအားလုံးတော့ဆိုတော့အမေနဲ့ပုံပြပြီးတော့ကျွန်တော် midnight snack တော့ဖြစ်ပါတယ်ကျွန်တော်ထွက်လာတော့အချိန်ကတနားရီကျော်နေပြီစံပိတ်မှာကိုကြည့်ရမလို့ပါဘူးပြီးတော့ convenience store မှာခောက်ဆွဲမှုတောက်ရပါတယ်โอเคတနေ့တာကိုကျွန်တော်အေးချမ်းစွာကောင်းဆုံးခဲ့ပါပြီအနာခဲ့ရှိတော့နေ့ရက်များကိုပုံဖော်နိုင်ရင်အတွက်ကျွန်တော်အားမွေးဖို့အိမ်ပြန်ပါတော့မည်